A short time ago, the U.S. military carried out massive precision strikes on the three အီရန်ရဲ့နျူကလ িয়ার အတွက်ယူရေနီယံတန့်စင်တဲ့နေရာ3နေရာကိုအမေရိကန်အရှေ့ဘက်ကမ်းရိုးတန်းစံတော်ချိန်စနေနေ့ည8:00 နာရီအီရန်စံတော်ချိန်တနင်္ဂနွေမနက်3:00 နာရီမှာလေကြောင်းကနေပြီးတော့တိုက်ခိုက်ဖျက်ဆီးခဲ့တယ်လို့စနေနေ့ညကသမ္မတထရန့်နေပြီးတော့ရုပ်သံလွှင့်ကြေညာခဲ့ပါတယ်။အမေရိကန်ရဲ့ B2 Stealth ပုံမှာမဟာဗျူဟာမြောက်ဘုံကျဲလင်ကြီး6စီးရတလုံးကိုပေါင်3000အလေးချိန်နဲ့ပေနေရာထိထွင်းဖောင်းနိုင်တဲ့ပန်ကာဘတ်စတာ GBU-57 Massive Ornate Penetrator ဘုံကြီး6လုံးကိုအီရန်ရဲ့ယူရေနီယံတန့်စင်တဲ့ Foreign Fuel Enrichment Plant ဆက်ရောNatanz Enrichment Complex ရော Isfahan Nuclear Technology Center နျူကလ িয়ার နည်းပညာဌာနတို့ကိုကျဲချတိုက်ခိုက်ခဲ့ကြပါတယ်။ကနဦးသတင်းတွေမှာတော့ဘန်ကာဘတ်စတာ GBU-57 Massive Ornate Penetrator ဘုံကြီး12လုံးကျဲချခဲ့တယ်လို့ဖော်ပြခဲ့ကြပါတယ်။ဟော်မုတ်စီလက်ကြားကအမေရိကန်ရေငုပ်သင်္ဘောတွေကလည်းအဲ့ဒီ3နေရာကို cruise drone ကြီးအစီ30ပြည့်လွတ်ပြီးတော့တိုက်ခိုက်ခဲ့ကြပါတယ်။အီရန်မှနျူကလ িয়ার အစီအစဉ်ရုပ်သိမ်းရန်အတွက်သတင်းနှစ်ပတ်စောင့်ကြည့်မယ်လို့ပြီးခဲ့တဲ့ကြာသပတေးနေ့ကကြေညာခဲ့တဲ့သမ္မတထရန့်ကမနေ့ညစနေနေ့ညအီရန်ရဲ့နျူကလ িয়ার အတွက်ယူရေနီယံတန့်စင်တဲ့နေရာ3နေရာကိုရုတ်တရက်တိုက်ခိုက်မဲ့အစီအစဉ်ကိုအထက်အောက်လွှတ်တော်နှစ်ရပ်ပေါင်းကွန်ဂရက်ရဲ့ထောက်လှမ်းရေးဆိုင်ရာရေးရာကော်မတီဝင်အမတ်တွေကိုကြိုတင်အသိပေးတင်ပြရမှာဒီမိုကရက်အမတ်များကိုချန်လှပ်ခဲ့ပြီးတော့ရီပတ်ဘလစ်ကန်အမတ်တွေကိုသာရွေးချယ်ပြီးတော့အသိပေးခဲ့တာပါထရန့်ကအီရန်ရဲ့နျူကလ িয়ার ဆိုင်ရာနေရာတွေကိုတိုက်ခိုက်ဖို့အတွက်ပြီးခဲ့တဲ့ဖေဖော်ဝါရီလမှာစတင်ပြင်ဆင်ခဲ့ရမှာပထမဆုံးလုပ်တာကတော့အီရန်ကိုတိုက်ခိုက်ရမှာခေါင်းကောက်ွယ်ရှိပြီးတော့သူမယုံကြည်တဲ့သူအဲတုန်းကအမေရိကန်တပ်မတော်ရဲ့အကြီးဆုံးယာရုဖြစ်တဲ့ Chairman of the Joint Chief of Staff ပူးရဲစစ်ဦးစီးအရာရှိချုပ်တွေရဲ့အလဲကျဥက္ကဋ္ဌတာဝန်ထမ်းဆောင်နေတဲ့ Four Stars Air Force General CQ Brown ကြီးလေးပွင့်ဗိုလ်ချုပ်ကြီး CQ Brown လေးကိုယာရုကနေပြီးတော့အနာပေးဖယ်ရှားခဲ့ပါတယ်ထရန့်ကအာဖရိကန်အမေရိကန်လူမဲအမျိုးသား Air Force General CQ Brown ကိုမယုံကြည်တာက2020ခုနှစ်မှာဖြစ်ပွားခဲ့တဲ့မင်နီဆိုးတားပြည်နယ်မှာ$20တန်အတုကိုကုန်စုံဆိုင်မှာသုံးခဲ့တယ်လို့မတင်ငါရသူလူမဲအမျိုးသား George Floyd ကိုလူပြူရန်ရရှိကမြေပြင်မှာလှဲပြီးတော့လေဘင်းကိုဖိပြီးဖမ်းဆီးရမှာအသက်ရှူရက်ပြီး George Floyd သေဆုံးခဲ့ရကနေတပြည်လုံးမှာဖြစ်ပေါ်ခဲ့တဲ့လူမဲတို့ရဲ့ Blood Lives Matter BLM လှုပ်ရှားမှုကိုလူမဲမျိုးသားဗိုလ်ချုပ်ကြီး CQ Brown လေးကလူသိရှင်ကြားထောက်ခံခဲ့လို့ပါဒီလိုမျိုးနိုင်ငံရေးမှာပတ်သက်နေတဲ့ဗိုလ်ချုပ်ကြီး CQ Brown လေးကိုသမ္မတဘိုင်နန်အချိန်က Chairman of the Joint Chief of Staff ပူးရဲစစ်ဦးစီးအရာရှိချုပ်များရဲ့အလဲကျဥက္ကဋ္ဌခန့်အပ်ခဲ့တာကိုထရန့်ကမနှိမ့်ညွတ်ခဲ့ပါဘူးထရန့်ကသူသမ္မတကျန်းသစ္စာကျိန်ဆိုပြီးတလကြာမှာဗိုလ်ချုပ်ကြီး CQ Brown လေးကိုChairman of the Joint Chief of Staff ယာရုသက်တမ်းမစေသေးခင်အရိယာရုကနေအနာပေးဖယ်ရှားခဲ့ပြီးတော့အမေရိကန်တပ်မတော်ရဲ့အကြီးဆုံးယာရုဖြစ်တဲ့ဒီယာရုများအတွက်လူသိခန့်အပ်ခဲ့တာမှလည်းအမေရိကန်တပ်မတော်သမိုင်းမှာမကြုံဘူးတာဖြစ်ခဲ့ရပါတယ်။2024ခုနှစ်မှာအငြိမ်းစားယူသွားပြီဖြစ်တဲ့ Retire Air Force 3-star General တန်ကိန်းကျဲသုံးမွေဒုတိယဗိုလ်ချုပ်ကြီးလေငိမ့်တန်ကိန်းကို Commander in Chief of US Army Force အမေရိကန်လက်နက်ကင်တပ်များအားလုံးရဲ့အသိနာပတိဖြစ်သူကိုသမ္မတထရန့်ကတက်ထဲသို့ Reinstate ပြန်လည်ခေါ်ယူတာဝန်ထမ်းဆောင်စေက 4-star General ကျဲလေးဝင့်ဗိုလ်ချုပ်ကြီးလေးအဆင့်သို့တိုးပေးခဲ့ပါတယ်။အဲဒီနောက် Republican အမတ်တွေလွှမ်းမိုးထားတဲ့ Senate Defense Committee အထက်လွှတ်တော်ကာကွယ်ရေးကော်မတီရဲ့အတည်ပြုချက်ရယူကအသစ်ဆက်ဆက် 4-star General တန်ခိန် Air Force ကျဲလေးဝင့်ဗိုလ်ချုပ်ကြီးတန်ခိန်လေးကိုသမ္မတထရန့်က Chairman of the Joint Chief of Staff စစ်ဦးစီးအရာရှိချုပ်များရဲ့အလှည့်ကျဥက္ကဋ္ဌအသစ်ဖြစ်နေခန့်အပ်ခဲ့ပါတယ်။ဗိုလ်ချုပ်ကြီးတန်ကိန်းလေးက2021မှ2024ထိအမေရိကန်တပ်မတော်ရဲ့ကိုယ်စားလှယ်ဖြစ် Central Intelligence Agency CIA ဗဟိုထောက်လှမ်းရေး Agency မှာ Associate Director for Military Affairs စစ်ဘက်ရေးရာတွဲဘက်ညွှန်ကြားရေးမှူးဖြစ်ခဲ့ပါတယ်။ဒီတာဝန်ထမ်းဆောင်နေစဉ်မှာဗိုလ်ချုပ်ကြီးတန်ကိန်းလေးက CIA ရမကမဟာမိတ်နိုင်ငံများကထောက်လှမ်းရေးအဖွဲ့အစည်းများအထူးသဖြင့် Israel စစ်တပ်ရဲ့မောဆတ်နဲ့ဆက်ဆံရေးကောင်းမွန်ခဲ့တဲ့သူပါ။မနေ့ညစနေနေ့ညကအီရန်ရဲ့နျူကလ িয়ার အတွက်ယူရေနီယံတန့်စင်သောနေရာ3နေရာကိုလေကြောင်းကနေပြီးတော့အောင်မြင်စွာတိုက်ခိုက်ခဲ့တဲ့စစ်စင်ရေးကိုမောဆတ်ရဲ့အကူအညီနဲ့ဗိုလ်ချုပ်ကြီးတန်ကိန်းလေးကဦးစီးခဲ့တာပါ။ဒါကြောင့်မို့လဲမနေ့ညကသမ္မတထရန့်ရဲ့ရုပ်သံလွှင့်မိန့်ခွန်းထဲမှာ Chairman of the Joint Chief of Staff စစ်ဦးစီးအရာရှိချုပ်များရဲ့အလဲကျဥက္ကဋ္ဌဗိုလ်ချုပ်ကြီးတန်ကိန်းလေးနဲ့အစ္စရေးစစ်တပ်တို့ကိုကြီးကျူးစကားထည့်သွင်းပြောကြားခဲ့တာပါ။မနေ့ညကအီရန်ကိုအမေရိကန်ကလေကြောင်းကနေပြီးတော့တိုက်ခိုက်ခဲ့တာရဲ့လူပုဂ္ဂိုလ်ရေးနောက်ခံကိုသိကြပြီးတဲ့နောက်ဒီတိုက်ခိုက်မှုရဲ့ impact သက်ရောက်မှုတွေကိုကြည့်ကြအောင်ပါထရန့်ကတော့ဒီတိုက်ခိုက်မှုမှာအီရန်ကနျူကလ িয়ার အစီအစဉ်ကိုပြန်ပြီးတော့မလုပ်နိုင်အောင်ဖျက်ဆီးခဲ့တယ်လို့ကြေညာခဲ့ပြီးတော့အီရန်ကတုံ့ပြန်တိုက်ခိုက်တာတွေလုပ်လာခဲ့ရင်အမေရိကန်ရဲ့ဒီထက်ကြီးမားတဲ့တိုက်ခိုက်ခံရခြင်းနဲ့ကြုံတွေ့ရမယ်လို့အီရန်ကိုသတိပေးလိုက်ပါတယ်။
အီရန်မှာအမေရိကန်အတွက်နောက်ထပ်ပြစ်မှတ်တွေအများကြီးရှိနေသေးပြီးတော့အီရန်ဟာငြိမ်းချမ်းရေးကိုမဆောင်ရွက်ရင်နောက်ထပ်ပြစ်မှတ်တွေကိုပြင်းပြင်းထန်ထန်ဆက်ပြီးတော့တိုက်ခိုက်သွားမယ်လို့လည်းထရန့်ကရာဇသံပေးခဲ့ပါတယ်။အီရန်အစိုးရအတန်းလွှင့်ဌာနကတော့ဒီ3နေရာကနေရွှေ့ပြောင်းရမှာတွေကိုကြိုတင်ရွှေ့ပြောင်းထားပြီးပြီဖြစ်လို့အမေရိကန်ရဲ့တိုက်ခိုက်မှုကြောင့်ကြီးကြီးမားမားဆုံးရှုံးခဲ့တာတွေမရှိဘူး။ဒီနေရာတွေကိုပြန်လည်ပြီးတော့အသုံးချလို့မရအောင်ဖျက်ဆီးနိုင်ခဲ့တဲ့ဆိုတဲ့အမေရိကန်ရဲ့အပြောကအလိမ်ညာဝါဒဖြန့်ခြင်းသာဖြစ်တယ်လို့တုံ့ပြန်ခဲ့ပါတယ်။အီရန်ခေါင်းဆောင်အယာတိုလာအလီခါမီနီရဲ့လူယုံတူဖြစ်သူအီရန်ကသဘောထားတင်းမာတဲ့ KN သတင်းစာအယ်ဒီတာချုပ်ကအီရန်ဟာအချိန်မဆိုင်မဲ့ကမ္ဘာရေနံသဲပိုးရေးလမ်းကြောင်းဖြစ်တဲ့ Hormuz ရေလက်ကြားနဲ့ဘာရိန်းကအမေရိကန်စစ်ရေးတွေကိုအီရန်ရဲ့ဒုံးကျည်တွေပစ်လွှတ်တိုက်ခိုက်ဖို့အီရန်ခေါင်းဆောင်ခါမီနီကိုတိုက်တွန်းတဲ့ post ကို Telegram မှာတင်ထားခဲ့တာပါ။ရီမန်ကအီရန်ရဲ့မဟာမိတ်ဟူသီခေါင်းဆောင်တွေကရီမန်စစ်တပ်ကပင်လယ်နီထဲကအမေရိကန်စစ်ရေးတွေကိုပြစ်မှတ်ထားတိုက်ခိုက်မယ်လို့ကြေညာချက်ထုတ်ပြန်ထားပါတယ်။ဟူသီတွေက2023ဒီဇင်ဘာလကပင်လယ်နီထဲအမေရိကန်ရေယာဉ်သင်္ဘောကြီး USS Harry Truman ပေါ်ကပြန်တက်လာတဲ့တိုင်းလေယာဉ်2စီးကိုပစ်ချခဲ့ပြီးအဲ့ဒီချိန်ကစလို့ပင်လယ်နီထဲကအမေရိကန်စစ်ယာဉ်တွေကိုဟူသီတွေကမကြာခဏတိုက်ခိုက်တယ်လို့အမေရိကန်ကလည်းရီမန်ကဟူသီတွေရဲ့ပြစ်မှတ်တွေကိုလေကြောင်းကနေပြီးတော့တိုက်ခိုက်ခဲ့ကြပါတယ်။အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုနဲ့အစိုးရဖွဲ့ကဒီတိုက်ခိုက်မှုရဲ့အကျိုးဆက်ဖြင့်အစ္စရေးရဲ့လုံခြုံရေးကိုထိခိုက်နိုင်တဲ့ကိစ္စတွေကိုကြိုတင်ကာကွယ်ဖို့9နာရီကြာအစည်းအဝေးထိုင်ခဲ့ကြပါတယ်။ Vanguard Buster GBU-57 Massive Ornate Penetrator ဘုံရင်6လုံးကိုအီရန်ရဲ့ယူရေနီယံတန့်စင်သော Foreign Fuel Enrichment Plus ရော Natan Enrichment Complex ရော Isfahan Nuclear Technology Center နျူကလ িয়ার နည်းပညာဌာနတို့အပေါ်သို့အမေရိကန်ကကျဲချတိုက်ခိုက်ခဲ့တာကြောင့်ပင်လယ်ကွေ့များကအာရပ်နိုင်ငံတွေမှာအနုမြူရောင်ကြီးရေဒီယိုသတ္တိကြောင့်မှုတွေပြန်လွှင့်လာခြင်းမရှိဘူးလို့ Saudi Arabia နိုင်ငံကသတင်းထုတ်ပြန်ခဲ့ပါတယ်။မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့နေတိုးအဖွဲ့ဝင်အမေရိကန်မှအပကြံ32နိုင်ငံရဲ့ခေါင်းဆောင်အများစုကဒီတိုက်ခိုက်မှုရဲ့အကျိုးဆက်ကိုစိုးရိမ်ပူပန်စွာနဲ့စောင့်ကြည့်ကြမယ်လို့ဆိုပါတယ်။အမေရိကန်ရဲ့ဒီမိုကရက်ခေါင်းဆောင်တွေကအန်ရများတဲ့ဒီတိုက်ခိုက်မှုမျိုးထရန့်အစိုးရထပ်ပြီးတော့မလုပ်နိုင်အောင်တားဆီးသွားမယ်လို့ပြောနေကြသလိုရီပတ်ဘလစ်ကန်ခေါင်းဆောင်တို့ကလည်းဒီတိုက်ခိုက်မှုကိုကန့်ကွက်ကြပါတယ်။ဒီတိုက်ခိုက်မှုကြောင့်တရုတ်ကအီရန်အစိုးရဘက်ကနေရပ်တည်သွားမယ်လို့ကြေညာခဲ့ပြီးတော့ရုရှားကတော့နောက်ထပ်ဒီလိုမျိုးအီရန်ကိုမတိုက်ခိုက်ဖို့သတိပေးလိုက်ပါတယ်။ကမ္ဘာသမိုင်းမှာအမေရိကန်ကအီရန်မြေပေါ်မှာတွားရောက်တိုက်ခိုက်ခြင်းကပထမဆုံးချိန်ဖြစ်ပါတယ်။